အခုပေါ့နော်ဖေဖေတို့အနေနဲ့ပေါ့နော်ကလေးကိုဒီကျောင်းမှာအပ်တာ9နှစ်တိုင်ရှိပြီပေါ့ဒီ9နှစ်ကာလပတ်လုံးဒီကျောင်းပေါ်ထားတဲ့ယုံကြည်မှုကိုပေါ့နော်လုံးဝမပြတ်စေဘဲနဲ့ဒီဆက်လက်ထားရှိဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းလေးပေါ့နော်ဒါမှမဟုတ်ဒီကျောင်းရဲ့ဘလို့ထူးခြားတဲ့အရေးသွေးတွေကြောင့်ထားဖြစ်ခဲ့တယ်လို့ထင်တယ်ရှင့်ဟုတ်ကျွန်တော်ကလေးဆိုလို့ရှိရင်ကျောင်းမှာထားတာခုဆိုရင်ဟိုပါပေါ့ဒီကလေးရှိအောင်ဖက်တော့မှာပေါ့နော်ဒီကထားတဲ့ကျောင်းရတော့ဒီ teacher တွေကကလေးပေါ်မှာယူဆိုင်ပေးတဲ့ဥစ္စာကလည်းပြီးတာတယ်ပြီးတော့ဒီလိုခေါ်မယ်ဟိုပညာရေးတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ရှယ်တွေကဒီကျောင်းပေါ်မှာကလေးပေါ်မှာတူတယောက်ချင်းစီပေါ်မှာကယူဆိုင်ပေးတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီမိဘတွေနဲ့အမြဲတမ်းအတူတူဟိုကလေးနဲ့ပတ်သက်တဲ့ဥစ္စာအားလုံးကိုလိုအပ်တဲ့အချက်တွေအစားဆွေးနွေးပေးတယ်ဆွေးနွေးပေးရဆိုတော့ကျွန်တော်နေလည်းဒီပညာရေးပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကစိတ်ချရတယ်ပြီးတဲ့အခါကျလို့ရှိရင်ကလေးရဲ့ဒီစာရိတ္တဘိုင်းတွေပြီးတဲ့အခါကျလို့ရှိရင်ကလေးရဲ့ဟိုပေါင်းသင်းဆက်ဆံရေးဘိုင်းတွေမှာဆိုလို့ရှိရင်လည်းဒီရှယ်ကယူဆိုင်ပေးရဆိုတဲ့အခါကျတော့ဟိုကျွန်တော်ဒီကလေးတွေအတွက်ကကျွန်တော်ဒီပေါ့နော်ဒီဒုတိယဘယ်လိုမျိုး second stage မှာဒီပါလေအနေနဲ့ယုံကြည်စိတ်ချရတဲ့အနေဒါတစ်ခုဖြစ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ရေရှည်ထားဖြစ်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါနောက်တစ်ခုအနေနဲ့ပေါ့နော်လွန်ခဲ့တဲ့9နှစ်ကဒီကလေးလေးရဲ့သမီးလေးရဲ့အခြေအနေနဲ့ပေါ့နော်အခုလက်ရှိကလေးရဲ့ပညာရေးပေါ့ဒီလူမှုဆက်ဆံရေးဒါမှမဟုတ်ဒီစိတ်သက်ပိုင်းဆိုင်ရာပေါ့နော်ဒီဖွံ့ဖြိုးမှုတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်မိဘတယောက်အနေနဲ့ပေါ့နော်ဘယ်လိုတိတာထင်ရှားလာလဲဆိုတာပြောပြလို့ပါဟုတ်ပြီးတာတဲ့ဘိုင်းကြီးရှိတယ်ဗျဟိုဘယ်လိုမျိုးဆိုတော့သမီးကျွန်တော်သမီးကိုအိမ်မှာဆိုအနေတော်အေးတဲ့ထဲမှာပါတယ်ပြီးတော့အပြင်မှာဆိုလည်းဘယ်လိုခေါ်မလဲဒီနည်းနဲ့ကြောက်တဲ့ထဲမှာပါတယ်အခုဒီကျောင်းမှာထားကြပြင်ချေတို့ကကလေးရဲ့ဒီ communication ဘိုင်းတွေရောပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဒီပေါင်းသင်းဆက်ဆံရေးပိုင်းတွေပြီးခါကျလို့ရှိရင်ကိုဘယ်လိုခေါ်မလဲဒီမိဘတွေရဲ့စကားနားထောင်တဲ့အနေအထားမျိုးတွေပြီးခါကျတော့ဒီပညာရေးမှာဆိုတော့စိတ်ဝင်စားတဲ့အပိုင်းတွေမှာဆိုရင်တော့ဒီအများကြီးသိတာပါတယ်အခုဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲပြောရဲဆိုရဲရှိတယ်ပြီးတော့ခါကြလို့ရှိရင်အရင်တော့ဆိုတူတယောက်တည်းသူတည်တဲ့နေတာများတယ်ပေါ့နော်အဲအကြောင်းမှဆိုသူတို့ရင်းနေနဲ့တူအောင်းလင်းဆက်ဆံရေးလူကြီးနဲ့လူစကားပြောတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တည်တာမျိုးတွေရှိပါတယ်ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီကျောင်းရဲ့တင်ကြားရေးစနစ်ပဲမဟုတ်ပဲလေပေါ့ဆရာမတွေရဲ့ဒီနှွေးထွေးကြိုးဆိုင်မှုတွေကျောင်းပါဝင်ခြင်းရဲ့ဒီလုံခြုံစိတ်ချမှုတွေရပါတော့ခလေးရဲ့အနာဂတ်အတွက်စိတ်အေးရတဲ့အချက်တွေဖြစ်မလားပေါ့ကိုယ်တိုင်တွေးကြုံရတဲ့အတွေ့အကြုံတွေပြောပြရတာရှင်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီများသောအားဖြင့်ကျွန်တော်တို့မိဘတော်တော်များများကအလုပ်လုပ်တယ်စီးပွားရေးရှာတဲ့အချိန်မှာအိမ်မှာကလေးကိုကျွန်တော်တို့နေနေရကြတော့အချိန်ပြည့်အများဂယူဆိုင်နိုင်တဲ့သူရှိလို့မဆိုင်နိုင်တဲ့သူလည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့ဆိုရင်ကျောင်းကဆရာဆရာမတွေကမိဘရဲ့အပွဲပေါ့နော်သူကနေပြီးတော့ဖြစ်ပေးတယ်ဟိုစောင်းလျှောက်ပေးတယ်ပေါ့နော်စောင်းလျှောက်ပေးတယ်ပြီးတော့ခါကျကျွန်တော်ဒီကျောင်းကိုပို့လိုက်တဲ့နေရာပြီးမှဆိုလို့ရှိရင်ကျောင်းရဲ့ဒီဝင်ဝိုင်းထဲမှာဒီချေတိုင်းကကိုအတန်းကကလေးကကိုတန်းကလေးကိုကိုဆရာမကူးဆိုင်တာမျိုးမဟုတ်ဘဲဝိုင်းဝန်းဆောက်ရှောက်ပေးတာဖြစ်တဲ့အတွက်ကလေးတွေကလုံခြုံစိတ်ချတဲ့နေရာတစ်ခုလို့ကျွန်တော်ကတော့ခံစားရတယ်ကျွန်တော်ကိုယ်တိုင်လည်းမိဘကိုယ်တိုင်လည်းအပြင်မှာဟိုသွားပြီးတော့ဘယ်လိုခေါ်မလဲဟိုစိတ်ချလက်ချအလုပ်လုပ်လို့ရတယ်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ဂျာကြီးဆုံးတဲ့ဟိုဟာဘယ်လိုခေါ်မလဲစိတ်ထဲမှာပေါ့နော်ကျွန်တော်နေလည်းလုံခြုံမှုခံစားရတဲ့အကြောင်းရင်းတစ်ခုကဥပမာကျွန်တော်တို့ကကလေးတွေကိုအကြောင်းမှာအပ်လိုက်တယ်အပ်လိုက်ပြီးတဲ့အချိန်ကျလို့ရှိရင်ဒီ share တွေနေနဲ့ကလေးတယောက်ချင်းစီရဲ့မိဘတွေကိုဟိုမှတ်မိနေတယ်ပေါ့နော်ဘယ်သူကတော့ဘယ်မိဘရဲ့ကလေးဖြစ်နေတယ်ဒီအကြောင်းမှာလာကြည့်ဆိုလို့ရှိရင်လည်းအပြင်လူလာကြည့်တာမျိုးတွေကိုသူတို့နေလည်းမထည့်လိုက်ဘူးပေါ့နော်သူတို့ရဲ့မိဘအကိုဦးလေးပေါ့နော်အဲ့လိုမျိုးလာကြည့်တဲ့အနေအထားမျိုးမှာပဲသူတို့ကစိတ်ချလက်ချနဲ့ပြုတ်ပေးတယ်လူတကာနဲ့လည်းထည့်မပေးဘူးဆိုတော့ခါကျတော့အဲ့ဟာလေးကျွန်တော်တော်တော်ကြီးတော့ကြပါတယ်ပြီးတော့အဓိကတော့ပေါ့ဆိုလိုချင်တာကတော့ဘယ်ကလေးတယောက်ဦးတယောက်ချင်းစီရဲ့မိဘတွေအကိုတွေဦးလေးတွေကိုအကြောင်းနေနေရမှတ်မိနေတာပေါ့နော်မှတ်မိပြီးတော့ဒီကလေးကိုဆောက်ရှောက်ပေးတဲ့အတွက်အဲ့ဒါကိုတော့ကျွန်တော်ကအဓိကဖြစ်ပါတယ်ဟုတ်ခုလိုဖြစ်ကြပြီလို့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါ